စာရေးဆရာဦးလို့ရင်မှာမိတ္တပလာနီကာဆိုတဲ့စာအုပ်ထဲကအမားကိုဝန်ခံခြင်းဆိုတဲ့အကြောင်းအရာအချို့ကျွန်တော်ဖတ်ကြားပေးပါမယ်။မားလင်ဝန်ခံမှာကျွန်ုပ်နေသောအရက်နှင့်နယူးယောက်မြို့တစ်ပင်၏အလဲဘိုလောက်တွင်တည်ရှိလေသည်ကျွန်ုပ်၏အိမ်မှာ10မိနစ်လောက်လမ်းလျှောက်လိုက်လျင်မရှင်းလင်းရသေးသောတတော်ကြီးစီသို့ရောက်နိုင်သည်။ရေဦးပေါလင်းထိုတော်ရဲရှိတစ်ပင်ပန်းမင်တို့သည်ဝေဝေဆာဆာရှိကြ၏ထိုတော်ရဲတွင်ရှင်းငှက်ကလေးများသည်အတိုင်များလို့၍ရှင်းကလေးများပေါက်ဖွားကြ၏ထိုတစ်တော်ကို Porafet ဟုခေါ်လေသည်ကိုလံဘတ်သည်အမေရိကန်ပြည်ကိုရှာတွေ့သည့်နေ့ကထိုတော်ကြီးတွင်ဖြစ်ပေါ်နေသောအခြေအနေတို့မှာယနေ့တိုင်ပြောင်းလဲဟန်လက်ခံတာမရှိသေးပေထိုတော်တွင်ကျွန်ုပ်ခွေးဘလူးကလေး rest နှင့်အတူကျွန်ုပ်သည်လမ်းလျှောက်လေရှိ၏ထိုခွေးသည်မကိုက်တက်ယုံသာမကတော်တဲ့တွင်လည်းကျွန်ုပ်တို့မှတပါးတစုံတစ်ယောက်ကိုအလွန်တွေ့ရခဲ့သောကြောင့်ကျွန်ုပ်၏ခွေးကိုနှုတ်သီးစင်းနှင့်တရေကျိုးတို့ကိုတက်မပြီးမိချေတနေ့တ၌အလွန်တကူးပြချင်နေသောမြင်းစည်းပလိတ်အရာရှိတစ်ယောက်နှင့်ကျွန်တော်သည်ရင်ဆိုင်တိုးမိသည်ပလိတ်အရာရှိကဒီခွေးကိုနှုတ်သီးစည်းနဲ့တရေကျိုးမတက်ဘဲဘက်နဲ့ကြောင်ဒီလိုလွှတ်ထားရတာလေဒီလိုလုပ်ရင်ဥပဒေရောက်ကျူးလွန်နေဆိုတာမသိဘူးလားကျွန်တော်ကလေးတန်းခက်ပြောနဲ့ပြန်ပြောလိုက်ပါတယ်ဟုတ်ကဲ့သိပါတယ်ခင်ဗျာတို့ပေမဲ့ဒီခွေးကလေးဟာဒီနေရာမှာဘသူ့ကိုမှရန်ရှာလိမ့်မယ်လို့ကျွန်တော်မထင်ပါဘူးအဲ့ဒီအချိန်မှာပလိတ်ကဘာကျွန်တော်မထင်ပါဘူးလေမင်းမထင်ပေမဲ့ဥပဒေကတော့နေမှာမဟုတ်ဘူးဒီခွေးဟာရှင်းမောက်ကလေးတွေကိုဖြစ်ဖြစ်ကလေးတွေကိုဖြစ်ဖြစ်ကိုက်မယ်မဟုတ်ဘူးလားကောင်းပြီဒီတစ်ခါတော့ချမ်းသာပေးလိုက်မယ်နောက်တစ်ခါဒီလိုတွေ့ရင်တော့ရုံးမှာထုချီပြီးတော့ကောင်းပါပြီဟု၍ကျွန်တော်ဝန်ခံလိုက်သည်ထိုပလိတ်စကားကိုနားထောင်သည်ကမှန်၏တို့ရာတွင်ခိတ္တမျှသာနားထောင်နိုင်၏အဘဲကြောင့်ဆိုသောထိုကဲ့သို့နှုတ်သီးစီးထားခြင်းကိုမကြိုက်နိုင်ထို့ကြောင့်ပလိတ်အလစ်တွင်နှုတ်သီးမစီးဘဲနှင့်တစ်ချိန်လောက်ဆန်းကြည့်ရန်ဆုံးဖြတ်လိုက်၏အတန်ကြာစွာမြည်သူကိုမျှမတွေ့ရချေတနေ့တ၌ခွေးကလေးနှင့်ကျွန်ုပ်သည်တောထဲရှိတောင်ပူစာပေါ်တွင်ရှောက်၍ပြင်းနေစဉ်မြင်းစည်းပလိတ်အရာရှိနှင့်ဖြုံကနေရင်ဆိုင်တိုးမိနေ၏ထို့ကြောင့်ပလိတ်အရာရှိကစကားဆ၍ပြောအောင်ပင်မဆောင်ပဲဆရာကျွန်တော်ဒီတစ်ခါလက်ပူးလက်ချက်မိနေပြီကျွန်တော်အပြစ်အတွက်ကျွန်တော်စင်ချင်မပေးတော့ပါဘူးအရင်တနင်္ဂနွေတစ်ပတ်လောက်ကခွေးကိုနှုတ်သီးစီးတက်မပြီးရင်ကျွန်တော်ကိုဒဏ်ရိုက်မယ်လို့ဆရာတတိပေးလိုက်ပြီးပါပြီကဲကောင်းပြီလေဒီလိုပေါ့လူသူလေးပါရှင်းတဲ့အခါကိုခွေးကလေးနဲ့ဒီလိုပြေးရတာအင်မတန်စိန်ရှိတာပဲဟူ၍ပလိတ်အရာရှိကဖြင်းညင်းတာရောက်စားပြန်ပြော၏စိန်ရှိရတော့မှန်ပါရဲ့တို့ပေမဲ့ဥပဒေနဲ့စန့်ကျင်နေလို့ကိစ္စမရှိပါဘူးလေဒီလောက်ခွေးကလေးကလည်းဘသူ့ကမှရမ်းမရှာနိုင်ပါဘူးဟူ၍ပလိတ်အရာရှိကကျွန်တော်ဘက်မှာလိုက်၍ပြောနေသဖြင့်ကျွန်တော်ကလည်းရှင်းကလေးတွေကိုကိုက်မှဆိုးရတဲ့ဆရာဟုပြန်ပြောလိုက်တယ်ထိုအခါမှာအိုကိုလူကလည်းအသေးအဖွဲကလေးတွေကိုတကယ်အကြီးကျယ်လုံနေပြန်ပါပြီ။ကဲကျုံးမမြင်နိုင်တဲ့ဟောဟွာတောင်ကုန်းပေါ်မှာသူ့ကိုဆက်ပြီးပြေးပါစေ။အတော်လေးကြာရင်တော့ဒီကိစ္စကျုပ်တို့မိကုန်ကြမှာပဲဟူ၍ပလိတ်အရာရှိကပြန်ပြောလိုက်သည်။ထိုပလိတ်အရာရှိသည်ပူးထုစဉ်ဖြစ်သည့်အတိုင်းရှိသည့်အာနာကလေးကိုပြလိုက်ခြင်းသေး၏။ထို့ကြောင့်ကျွန်ုပ်ကိုယ်တိုင်ကစီး၍အပြစ်တင်လိုက်သောအခါမှာအာနာပြကျင်တော်လဲစန္ဒတို့သည်အတော်ကြီးနဲ့သွားကြပြီးလျင်ငါချမ်းသာခွင့်ပေးနိုင်သည်ဟုသောတကိုးကိုဆက်၍ပြတန်ရန်ရှိတော်၏အကယ်၍သာကျွန်ုပ်အပြစ်မရှိဟုညင်းနေလျင်ဘလို့ဖြစ်မလဲတစ်ဖက်နဲ့တစ်ဖက်ညင်းခုန်ကြရတော့မည်မလွဲပေထို့သို့ညင်းခုန်မိကြလျင်ဘာဖြစ်မည်ကိုအဆွေကိုယ်တိုင်သိပါလိမ့်မည်ဤကဲ့သို့ညင်းခုန်နေမည်အစားကျွန်ုပ်၏အမားကိုရဲရဲရော်ရော်ဝန်ခံလိုက်၏ကျွန်ုပ်သူ့ဘက်မှနေ၍ပြောသောကြောင့်သူသည်ကျွန်ုပ်ဘက်ကနေ၍ကာကွယ်ပေး၏ကိုပြန်၍အပြစ်တင်ခြင်းသည်အခြားသူကအပြစ်တင်ခြင်းထက်အခမ်းရမတတ်တာပေဘူးလားတစ်ဖက်သားကတင်အားပြောမိစကားကိုတင်ကိုယ်တိုင်တင်မပြောနိုင်မီကြိုတင်ရပြောလိုက်ပါတစ်ဖက်သားကအသွားလိမ့်မယ်ထို့အခါတရားလျင်69ရောက်သောသူတို့သည်တင်အပြစ်ကိုကာကွယ်ရန်ကျွန်ုပ်ခွေးလေးကိုပလိတ်အရာရှိကချမ်းသာခွင့်ပေးတယ်လို့တင်အားအပြစ်မှချမ်းသာခွင့်ပေးလိမ့်မည်တစ်ဖက်သားကိုအလွန်အပြစ်တင်တတ်သောပကြီးကားအယောင်းဝယ်လုပ်သူကုံသေးကြီးတူဤမိမိဘက်သို့ပါအောင်ပကြီးစရာဖာရိနဲ့ဤဝိုင်းအထက်ပါနေကိုအသုံးပြုခဲ့ဖို့ဤဒီတော့ဒီကျွန်တော်ဖက်ပြတဲ့အကြောင်းအရာလေးအနည်းချုပ်ကတော့ဒီကိုတိုင်းပေါ့နော်ကိစ္စတစ်ခုခုကိုတိုင်းဒါအမားလုံးမိပြီဆိုရင်ကိုလှုပ်လိုက်တဲ့အမားကိုလေကိုတိုင်းသိရမယ်သိပြီးတော့အဲ့ဒီအမားကိုလေကိုမှားပါတယ်ဆိုတော့ဝန်ခံရမယ်ပေါ့နော်ကိုမားတဲ့ပါတယ်ဆိုတာဝန်ခံလိုက်လို့ရှိရင်လေဒါတစ်ဖက်ကနေပြီးကြမှာကိုဘက်မှာနေပြီးတော့မှရက်တီပေးတယ်ပေါ့နော်ကိုမားပါတယ်လို့မဝန်ခံလိုက်ဘူးဆိုရင်ဗျာစကားအခြေတင်များမယ်ဒါခင်မမှုတွေပြတ်မယ်ဒါ
ဒါနည်းနည်းဟိုမထင်မှတ်ထားတာတွေဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ဒါကိုမားပါတယ်ဆိုပြီးတော့ဝန်ခံလိုက်ခြင်းရလည်းပဲဒါကောင်းတဲ့အရာတစ်ခုဖြစ်တယ်ဒါကျွန်တော်တို့အလုပ်ထဲမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့မှာ personal life မှာပဲဖြစ်ဖြစ်ဒါကိုယ့်ရဲ့မိသားစုမှာပဲဖြစ်ဖြစ်ကိုမားခဲ့လို့ရှိရင်မှားတဲ့ဟာကိုရဲရဲဝံ့ဝန်ခံလိုက်တာအကောင်းဆုံးပါပဲ